တက်တော့မှဆိုရင်တော့ဒုတိယအကြီးဆုံးပေါ့ပထမအကြီးဆုံးကကျတော့သူကဒီပြည်နယ်ဝန်ကြီးချုပ်နားလေးမှာပုံလေးလုံးမဲ့ဟာတယ်နေကြဒီမှာတော့တွေ့တာမှကြီးနည်းနည်းလေးဟာလို့မရအကုန်ဝင်တိုးတာတွေ့လားကာနည်းနည်းလေးဟာပေးနေရတာကိုဘယ်လိုပြောမလဲ sensitive ဖြစ်တယ်လို့ပြောမှာဟိုအထိမခံအောင်နည်းနည်းလေးဟိုဖြစ်ရင်ပို့လိုက်ပြီဆိုရင်စာကြဘုန်းကြီးတက်မှာတပတ်ထက်ပြီးမှပဲဇင်သွားနေပါဆိုတော့ငမွေးချံပေါက်ကိုဦးစင်းအဲ့ဒီဟွာပြီးအဲ့လိုမျိုးဖုန်းဖုန်းနေလို့လည်းမရဘူးမနေချင်ဘူးအဲ့ကြတော့လည်းပူထူတော့ပူရလေးပဲဒီဘောလေးဖြန်းလိုက်အေးများများလေးဖြန်းအဲချမ်းပြီပမထာယုတော်နေကြစွာဒီတုံမေပိအာသနာတော်ချစ်ခင်စိတ်ကောင်းဝိညာဉ်ဖြင့်နေတော်ဆရာပေါင်းတို့သည်လေဒီတုံမေပိသခိုင်းတဲ့ဝိညာဉ်တို့တွေတော့ဘုရားတရားကဘုခေမောင်းဝင်းတွေတော့ပေါင်းတဲ့အပေါင်း